I miss the car, I'm out there bubbling. ဟုတ်ကဲ့မသိကျွန်တော်ကြားဘူးတာကြောက်လေတချို့ចောင်းသားတွေပေါ့နော်သူတို့တွေဂျုံခဲ့ရတဲ့ဒီ agent ဘိုင်းတွေ consultant ဘိုင်းတွေပါပေါ့နော်အဲ့လိုမျိုးဒီတောင်းရင်မှုတောင်းခံမှုမရှိဘူးပေါ့နော်ပြီးသွားလို့ရှိရင်အဲ့လိုမျိုးဒီ scam နေနဲ့မိတာမျိုးပေါ့နော်အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့အမအနေနဲ့ကျွန်တော်တစ်ချက်လောက်လေးပြောပြပါဦးမဟုတ်ကဲ့ရှင်အခုကကြတော့လေအမတို့ scam ဆိုတာကကြတော့အမတို့ဒီလိုမျိုး service တွေမှာမဟုတ်ဘူးပေါ့နော်ပစ္စည်းဝယ်တဲ့နေရာမှာဆိုလို့ရှိရင် scams တွေကအများကြီးရှိရပေါ့အဲ့ခါကြတော့ကိုကအဓိကတော့ရွေးချယ်မှုမမှားဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုတော့အမအခုလောက်ခဲ့သမျှဆိုလို့ရှိရင်တော့အမစီမှာတချို့ចောင်းသားလေးတွေရှိရပေါ့နော်သူတို့ဒီ agency တစ်ခုကိုယုံကြည်ကြည်နဲ့အပ်လိုက်တယ်ဒါပေမဲ့ယုံကြည်မှုအလွဲသုံးစားလုပ်တဲ့ပုံစံဖြစ်သွားတယ်သူတို့ဒီ visa လျှောက်တဲ့အပိုင်းတွေမှာအဲ့လိုမျိုး visa result တွေမသိရတော့တာမျိုးတချို့ကြတော့လေဒီလျှောက်ပြီးသွားလို့ရှိရင်ဘာမှမသိရတော့တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ကြတယ်အဲ့ခါကျတော့ဟိုသူတို့လေးတွေကလာပြောကြတယ်ပေါ့နော်အမဒီလိုဖြစ်သွားတယ်အမတို့စီမှာဘယ်လိုလေးတွေရှောက်လို့ရမလဲဆိုပြီးတော့ပေါ့နော်တခုစိတ်ချရတာကြတော့အမတို့ကကြတော့ဒီမြန်မာနိုင်ငံမှာက register လုပ်ထားတဲ့ဒီ company ဖြစ်တဲ့အတွက်အမတို့စီရဆိုလို့ရှိရင်တော့အကုန်လုံးကတော့စိတ်ချရတယ်ပေါ့နော်အဲ့ခါကျတော့အမတို့ကចောင်းသားចောင်းသူတွေကိုပြန်ပြီးတော့ကုညီနိုင်တယ်ပေါ့နော်အဲ့ဒါလေးကတော့အားသာချက်တစ်ခုပေါ့အမတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့အမတို့ကចောင်းသားတွေကိုအဆင်ပြောင်ကုညီပေးဖို့ပဲပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့ကိုကတကယ်လို့ရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်တော့ရွေးချယ်မှုမမှားဖို့အတွက်တော့အရေးကြီးရယ်ပြီးရဲ့အခါမှာဆိုလို့ရှိရင်ကိုရဲ့ရွေးချယ်မှုမှန်ကန်မှုအတွက်ပေါ့နော်တကယ်ကိုလမ်းညွှန်ပေးနိုင်တဲ့သူတွေနဲ့ချိတ်ဆက်ဖို့ကလည်းအရေးကြီးရယ်ရှင်ဟုတ်တယ်နော်မအဲ့ဒါအရေးကြီးဆုံးပဲခင်ဗျဟုတ်ပါတယ်ရှင်ဟုတ်